အခုတလောစောင်းထဲမှာလူချင်းချင်းထိမိလဲဓာတ်လိုက်တယ် shopping mall တွေသွားတဲ့ခါမှာလဲဓာတ်လိုက်နေတာကဘာကြောင့်လဲဆိုတာကိုသိကျင်ကြမယ်ထင်ပါတယ်ရှင်။ဘာကြောင့်လဲဆိုတာဒီအချက်လေးတွေကြောင့်ပဲဖြစ်ပါတယ်ရှင်။ပထမဆုံးချက်အနေနဲ့ကတော့အေးမြ6သွေးရဲ့လေးကြောင့်ပဲဖြစ်ပါတယ်ရှင်။အခုလိုအေးရရာသီဥတုမှာဆိုရင်ဆိုထိုင်းစားကကြာစင်းနေပြီးတော့အေးမြ6သွေးရဲ့လေးတွေကလျှက်စစ်ဓာတ်တွေကိုအပြင်ကိုမထွက်စေဘဲနဲ့ကျမတို့ရဲ့ဒီအဝတ်အစားတွေအရေပြားတွေမှာဆိုရင် static electricity လို့ခေါ်တဲ့လျှက်ငြိမ်ဓာတ်တွေကိုစုပုံလာစေလို့ပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်အနေနဲ့ကတော့ကျမတို့ရဲ့အဝတ်အစားတွေပုတ်တိုက်တဲ့ခါမှာဆိုလို့ရှိရင် charge လို့ခေါ်တဲ့ဓာတ်အားတွေထွက်လာလို့ပဲဖြစ်ပါတယ်။ကျမတို့တွေလမ်းလျှောက်တဲ့အချိန်လှုပ်ရှားတဲ့အခါမျိုးတွေမှာဆိုရင်ကျမတို့ဝတ်ဆင်တဲ့အဝတ်အစားတွေပေါ့နော်ဥမာအားဖြင့်သိုးမွေးဆွဲတာ fleece ပြီးတော့အခင်းတွေကော်စောတွေနဲ့အချင်းချင်းထိမိတဲ့အခါမှာဆိုလို့ရှိရင် electron တွေကပို့ပြီးတော့ထွက်လာပါတယ်။အဲ့ဒီအခါမှာဆိုလို့ရှိရင် static charge တွေဖြစ်လာပါတယ်။အဲဒါကြောင့်ဓာတ်လိုက်တယ်ဆိုပြီးတော့ခန်းစားရတာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်အနေနဲ့ကတော့သတ္တုမျက်နှာပြင်တွေကနေဓာတ်အားတွေထွက်တာကြောင့်ပဲဖြစ်ပါတယ်ရှင်။အကယ်၍များကျမတို့ကတန်လျန်းတွေတန်တကားပေါက်တွေပြီးတဲ့ခါကျတော့ဓာတ်လေကမျက်နှာပြင်တွေနဲ့ဓာတ်လေကခလုတ်တွေပြီးတော့လူချင်းချင်းထိမိရင်တော့မှဓာတ်လိုက်တက်ကြပါတယ်ရှင်။ဒါဟာအရှိမရှင်းပြခဲ့သလိုပဲ static charge လို့ခေါ်တဲ့လျှက်ငြိမ်ဓာတ်တွေကရုတ်တရက်အပြင်ကိုထွက်လာပြီးတော့တစ်ဖြစ်ဖြစ်မိတဲ့နေထွက်တာကြောင့်ပဲဖြစ်ပါတယ်ရှင်။